1 2 3 3ပြီးရင်အောက်ကိုဆင်း1 2 3ပြီးရင်ထောက်ကိုအတူရှိအဲ့တယ်ကိုမေးနော်ပြီးရင်ဖြတ်မယ်1ပြီးအောက်ကိုအမွှေးရှိသေးလေးအကုန်ဆွဲရှာပြီးရင်လည်းများလာပြီဆိုလက်ဖက်နှောင်းလေးတော့ပြီးရင်နေရအပေါ်နောက်ရှင်းလာလိမ့်ပါမယ်1ဓာတ်ထိတ်ကြီးနဲ့2 3 4နေရွက်ကိုမဆွဲဘူးနော်ဟုတ်ပြီနေရွက်ကိုနားခွင်းလည်းအကျယ်ကြီးပုံလို့မရဘူးနော်ပြီးဆိုလို့ချင်းအောက်ကိုဆင်းသွားမယ်တောက်ချောင်း1 2 3 4 5 6နော်ပြီးရင်ကိုယ်ဝေးရောက်ပြီဆိုလို့ချင်းဘေးကအမွှေးတွေအကုန်လုံးတတ်ချဒါဆိုရင်ချမ်းပြီးတော့နော်ဘယ်ဘက်ဆိုလို့ချင်းနောက်ကဒါထိတ်ကလေးနဲ့ဒီကိုမာကလင်းပေးလိုက်မယ်တစ်ချက်ပေါ့နော်1 2 3ပေါ့နော်တစ်ချက်ဆိုတဲ့တစ်ချက်ရနော်ပြီးဆိုရင်အဲ့ကအရာလေးနဲ့ဒီနောက်ကိုအဝိုက်ပုံစံလေးသွားမယ်နော်အဝိုက်ပုံစံလေးသွားမယ်ဆိုလို့ချင်းလက်ကိုလက်ပြန်လေးကန်တစ်ချက်နှစ်ချက်သုံးချက်လေးချက်လက်ကောက်ဝိတ်ကလေးကဝိုက်ပါမှာဒါလှတာနော်1 2 3 4ပြီးရင်ထောက်ဖြတ်ထားတယ်ဆိုလို့ချင်းတစ်ခါတည်းလက်ပြန်မှာတစ်ခါတည်းဖြတ်ဟိုဘက်ကနေအတက်ဖြတ်လို့ချင်းနေရွက်ထောက်တက်တယ်နော်အဲ့လိုလေးရှိတယ်အဲ့ဒါဆိုရင်တစ်ချက်ဖြတ်မယ်ပြီးဆိုလို့ချင်းဒါကိုပြန်ပြထားမယ်ပုံမှန်တိုင်းပြန်ကိုင်းနေရွက်ကလေးကိုနောက်လေးနဲ့ဆွဲလိုက်နားရဲ့အရှိကိုတောင်းလိုက်ကလေးသွားမယ်ပြီးဆိုလို့ချင်းရက်ထားလက်ဖက်နှောင်းနဲ့ပြန်တော့ပြီးရင်နားအပေါ်ကနေပါမယ်နားအပေါ်ဆိုလို့ချင်းနားအပေါ်တက်တက်ရနေပြီးတော့ဘေးတွေသွားမယ်အရှိကိုဆက်သွားမယ်နော်အရှိကနေဒီအပေါ်ကနေပြီးတော့အရှိကိုရောက်ပြီဆိုလို့ချင်းရက်ထားပြီးရင်ဒီနောက်ကဓာတ်ထိတ်ကလေးနဲ့ပဲအနောက်ကိုဖြည်းဖြည်းချင်းလေးဝိုက်သွားမယ်နားခွင်းကိုအကျယ်ကြီးပုံလို့မရအောင်နော်ပြီးရင်ဖြည်းဖြည်းချင်းလေးအောက်ကိုဆင်းသွားဆင်းလို့ရတဲ့လောက်ထိဆင်းမယ်ဆင်းလို့မရတော့ဘူးပခုံးတွေထောက်နေပြီဆိုလို့ချင်းလက်ပြန်လေးပြန်ကန်နော်ပြီးရင်နားနောက်ကနေပြီးတော့အောက်ကိုဒီလိုတစောင်းလေးပြန်ဆင်းနော်လိုအပ်ရင်အပေါ်ရအောင်မြောက်ပြီးတော့လက်ကောက်ဝစ်ပဲနော်ဒီလိုလေးဆွဲရှားလို့ရနော်ပြီးအမွှေးတွေအကုန်လုံးဆွဲရှားအဲ့ဆိုနှစ်ဖက်လုံးပြီးသွားပြီနော်နှစ်ဖက်လုံးပြီးပြီဆိုလို့ချင်းအနောက်ဘုတ်ပေါ်ပေါ့ဘုတ်ပေါ်ဆိုလို့ချင်းအဲ့ဒီရဲ့ခေါင်းလေးပါလုပ်မယ်နည်းနည်းလေးငုံခိုင်းနော်နည်းနည်းငုံခိုင်းမယ်ငုံခိုင်းပြီဆိုလို့ချင်းကျွန်တော်ကအချို့အဲ့ဒီကကောက်ကတင်းနေတာရှိတယ်အချို့အဲ့ဒီကကြိုင်လေးတွေရှိတယ်အချို့ကပြီးလေကောင်ကခွက်ပြီးတော့ဘေးတွေကအကြောထောင်နေတာရှိတယ်အဲ့ဒါဆိုလို့ချင်းကျွန်တော်ကပုံမှန်အဲ့ဒီကောက်ကလည်းဒီတိုင်းပဲတင်းနေတယ်ဆိုလို့ချင်းအလဲကနေစကြည့်ပြီးရင်ဘေးညာဘက်ကိုသွားမယ်2 3 4ပြီးရင်ဒီဘက်ညာဘက်ကိုသွားမယ်ဘယ်ဘက်ကိုသွားမယ်1 2 3 4ဖြတ်ချလိုက်တဲ့နေရာမှာဒီနေရာမှာထောင်းကြံခဲ့လို့အဲ့တောင်းလေးတွေကိုတစ်ချက်ပြန်ပြီးတော့ဝိုက်ပေးမယ်နော်နည်းနည်းလေးပဲဝိုက်ပါနော်ပြီးရင်ဒီဘက်တောင်းလေးပြန်ဝိုက်နော်နှစ်ဖက်လုံးဝိုက်ပြီဆိုလို့ရှိရင်အဲ့တဲ့ခေါင်းဘာလုပ်မလဲပြန်တက်ပြီးတော့စစ်ခေါင်းကငုံနေပြီးတော့ရေးလို့ရှိရင်လှတယ်စစ်တာညီးနိုင်တယ်အဲ့တဲ့ကိုပြန်တက်ပြီးတော့နောက်တစ်ခေါက်ထပ်စစ်နော်ရှုအဲ့တဲ့ကကျတော့ထောင်လိုက်တော့မှစောင်းသွားတာရှိတယ်ရှုအဲ့တဲ့ကခုတ်တင်းနေတဲ့အချိန်မှာလှတယ်ပြန်ပြီးတော့ပုံမှန်နေထားတိုင်းပြန်နေတဲ့အချိန်မှာနည်းနည်းအတွန့်အတက်တွေဖြစ်လာတယ်ရှိတယ်အဲဆိုရင်အဲ့ပုံမှန်နေထားတိုင်းကိုပြန်နေပြီးတော့ကိုလိုချင်တဲ့နေရာလေးပြန်လိုက်ညက်ပြေးပြီး